ပြည်သူကိုတပ်ဖြတ်နေတဲ့မင်းအောင်လှိုင်ကတိုင်းပြည်ပကတိအခြေအနေမှာအမြင်မကျမှုနဲ့ပညာရေးအားနည်းချက်ကြောင့်လို့ထပ်မံလိမ်လည်ပြောဆိုနေပြန်ပါတယ်။စတုံးမြို့ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတာကြောင့်ပြည်သူ၈ဦးသေဆုံးပြီးပြင်းထန်ဒဏ်ရာရရှိသူတွေရှိကအဲ့ဒီထဲမှာတော့ကြောင်းပြန်လာတဲ့ကလေးငယ်2ဦးပါဝင်ပြီးအသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုတဲ့သတင်းပါဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝန်ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပါဝင်ပုံစံမျိုးစုံနဲ့တပ်ဖြတ်နေတဲ့အကြမ်းဖက်မင်းအောင်လှိုင်ကတိုင်းပြည်ရဲ့ပကတိအခြေအနေမှာအမြင်မကျမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဖြစ်တယ်လို့အပြစ်တင်ပြောဆိုပြန်ပါတယ်။မနေ့ကရုရှားနိုင်ငံကနေမြန်မာနိုင်ငံကိုအပြန်လေယာဉ်ပေါ်မှာစစ်တပ်လက်အောက်ခံဝါဒဖြန့်သတင်းမီဒီယာတွေကိုသူကအဲ့လိုပြောဆိုလိုက်တာပါ။မြန်မာနိုင်ငံမှာနိုင်ငံရေးသဘောထားကွဲလွဲမှုတွေကိုအမြင်ကျကျနဲ့လှုပ်ဖို့လိုအပ်ပြီးနိုင်ငံရေးဘာသာရေးနဲ့တိုင်းရင်းသားရေးအရတချို့ပြောဆိုနေတာတွေဟာအားနည်းချက်တွေရှိနေတာကြောင့်အမြင်ကျကျပြောဆိုလုပ်ကိုင်ရင်ပိုကောင်းနိုင်တယ်လို့မင်းအောင်လှိုင်ကအခုလိုပြောပါတယ်။နိုင်ငံရေးရဘာသာရေးရတိုင်းရင်းသားရေးရတချို့ပြောဆိုနေတာလေးတွေပေါ့။ပြောဆိုတာလေးတွေကကျွန်တော်တို့ဒီတဲ့ပို့ပြီးတော့အမြင်ကျကျနဲ့ပြောဆိုလုပ်ကိုင်လို့ဆိုပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်။တစ်ဖက်ကတည်းကကျွန်တော်တို့တွေကြိုးစားအထောက်မှုလည်းလိုတယ်။ကြိုးစားအထောက်မှုနှစ်ပိုင်းပေါ့တော့။တစ်ခုကတော့ဗာလဲဆိုတော့ပညာသင်ကြားရေးပိုင်းကိုတော့ကျွန်တော်တို့သွားတယ်။ဒါတော့ညင်းပယ်လို့မရဘူး။တကယ်ကြီးတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေရဆိုရင်ပညာရေးအားနည်းချက်ရှိနေတယ်ဒီလိုပါပါဒါအပြင်လက်ရှိတိုင်းပြည်အခြေအနေကြုံနေရတာကပညာရေးအားနည်းချက်ကြောင့်ဖြစ်တယ်လို့မင်းအောင်လှိုင်ကဆက်ပြောပါတယ်အကြမ်းဖက်မင်းအောင်လှိုင်ကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ပါတီစုံဒီမိုကရေစီအမှန်တကယ်လိုချင်မှာကစန့်ကျင်မှုကဏ္ဍကောစာလုံးမနေပဲပူးပေါင်းဆောင်ရွက်ရလိမ့်မယ်လို့မကြာခဏဆိုသလိုစစ်တပ်လက်အောက်ခံဝါဒဖြန့်မီဒီယာတွေကနေတဆင့်ထုတ်ဖော်ပြောဆိုထားပါတယ်ရှင်မင်းအောင်လှိုင်ကလက်ရှိတိုင်းပြည်အခြေအနေကြုံနေရတာကပညာရေးအားနည်းချက်ကြောင့်လို့ပြောနေပေမဲ့တစ်ဖက်မှာတော့ကလေးငယ်တွေကိုပါမချမ်းဘုံကျဲတပ်ဖြတ်နေပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးမြို့ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းကပြန်လာတဲ့ကလေးငယ်2ဦးပါဝင်ပြည်သူ10ဦးသေဆုံးခဲ့ပြီးပြင်းထန်ဒဏ်ရာရရှိသူတွေကကလေးငယ်2ဦးဟာအသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကစနေမာလာ29ရက်နေ့နေ့လယ်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲစတုံးမြို့ကိုလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီမြစ်ကြီးနားမြို့လေတပ်စခန်းကနေတက်လာတဲ့တိုက်လေရင်တွေဘုံကျဲချိန်မှာကလေးငယ်တွေကြောင်းဆင်းချိန်ဖြစ်တာကြောင့်ကျောင်းသားကျောင်းသူတွေနဲ့ပြည်သူတွေထိခိုက်သေးဆုံးမှုများပြားခဲ့ပါတယ်။အဲ့ဒီထဲမှာကလေးငယ်2ဦးအပါအဝင်ပြည်သူ10ဦးသေဆုံးခဲ့ရတဲ့အပြင်ဒဏ်ရာအပြင်းထန်ရရှိသူတွေထဲမှာကျောင်းကနေပြန်လာတဲ့ကလေးငယ်2ဦးလည်းပါဝင်ပြီးအသက်အန္တရာယ်စိုးရိမ်ရတယ်လို့သိရပါတယ်။စစ်တပ်ရဲ့ဘုံကျဲမှုကြောင့်သေဆုံးသူပြည်သူ10ဦးမှာဦးမာမူလဲဒေါ်မီတုံတိန်လွင်မတ်စန္ဒာဦးအာရတ်ဦးအာရုရဲ့သားကလေးငယ်2ဦးအမည်မသိပြည်သူ2ဦးတို့ဖြစ်ကနှစ်ချင်းအသင်းတော်ဆရာဦးစဝွန်တော်ဦးအယုံနဲ့ကလေးငယ်2ဦးအပါအဝင်ပြည်သူ9ယောက်ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကကချင်ပြည်နယ်ကိုဦးတည်ပြီးလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်လာကမြေပြင်မှာလည်းဖားကန့်ဝိုင်းမော်တို့မှာစစ်ကြောင်းထိုးတာတွေတိုးမြင့်လှုပ်ဆောင်လာနေပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာကရင်ပြည်နယ်နဲ့လူထုရဲ့ဘဝကိုအေးချမ်းတည်ငြိမ်အောင်ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ဆိုပြီးရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ကရင်လက်နက်ကိုင်အဖွဲ့3ဖွဲ့ကပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ပါတယ်။ကရင်နယ်ခြားစောင့်တပ် BGFကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLA-PC နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့3ဖွဲ့ကထိပ်ပိုင်းခေါင်းဆောင်တွေဟာမနေ့ကစက်တင်ဘာလ28ရက်နေ့မှာမြဝတီမြို့နယ်မှာရှိတဲ့ BGF အမှတ်2တပ်နယ်ဌာနချုပ်ဖြစ်တဲ့တေကတ်တေကျေးရွာမှာတွေ့ဆုံပွဲပြုလုပ်ပြီးနောက်ပူးတွဲကြေညာချက်ထုတ်လာတာပါအဲ့ဒီ3ဖွဲ့မှာ BGF ကစစ်တပ်လက်အောက်ခံဖြစ်ပြီး DKBA နဲ့ KNU KNLA-PC တို့ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။ပူးတွဲကြေညာချက်မှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကနိုင်ငံတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးကိုဖော်ဆောင်နိုင်လိမ့်မယ်လို့ဆိုထားပါတယ်။ရွေးကောက်ပွဲမထိခိုက်အောင်လဲကာကွယ်စောင့်ရှောက်သွားမယ်လို့ကြေညာချက်မှာဆိုထားပါသေးတယ်။လက်ရှိကရင်ပြည်နယ်တွေကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်နဲ့အတူကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေပါဝင်ကူညီတိုက်ခိုက်ပေးနေတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တချို့ရဲ့ပြောပြချက်အရသိရပါတယ်။
ကရင်ပြည်နယ်မှာအင်အားအကောင်းဆုံးနဲ့ခေတ်ဆက်ဆက်ပြည်သူနဲ့အတူရပ်တည်ပြီးစစ်အာဏာရှင်တွေကိုတော်လှန်ခဲ့တဲ့ကရင်အမျိုးသားစီယုံ KNU ဥက္ကဋ္ဌကစစ်တပ်ရွေးကောက်ပွဲမကျင်းပနိုင်အောင်အမျိုးသားရေးတာဝန်တရက်အနေနဲ့ကရင်လူမျိုးတိုင်းကဆောင်ရွက်ကြရမယ်လို့ပြောကြားထားပါတယ်။ဒါအပြင် KNU ရဲ့တပ်မဟာအသီးသီးကလည်းစိုးမိုးဒေသတွေမှာစစ်တပ်ရွေးကောက်ပွဲကျင်းပခွင့်မပြုကြောင်းထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရေဦးမြို့နယ်ဖန်သားစင်ရွာဖုံကြီးကျောင်းနဲ့ဒဇယ်မြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဂျိုင်ရိုကော်ပတာ3စီးနဲ့4ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေထိခိုက်သေဆုံးမှုရှိတယ်လို့ရေဦးအနောက်ချမ်းသတင်းတာဝန်ခံထူးခန့်စောအမိသားကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကစက်တင်ဘာလ29ရက်နေ့နေ့လယ်2နာရီကျော်ခန့်ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကရေဦးမြို့နယ်ဖန်သားစင်ရွာဖုံကြီးကျောင်းအပါအဝင်ဒဇယ်မြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုဂျိုင်ရိုကော်ပတာ3စီးနဲ့4ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေထိခိုက်သေဆုံးမှုရှိပြီးဖန်သားစင်ရွာဖုံကြီးကျောင်း၄ကျောင်းတိုက်ခိုက်မှုအတွင်းမှာလည်းအမျိုးသမီးတဦးထိခိုက်သေဆုံးတယ်လို့ကနဦးသိရပါရယ်။လက်ရှိချိန်မှာတော့ရေဦးမြို့နယ်နဲ့ဒဇယ်မြို့နယ်ဆက်မှာရှိတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါရယ်။အကြမ်းဖက်စစ်တပ်ရဲ့ဂျိုင်ရိုကော်ပတာ3စီးဟာစက်တင်ဘာလ22ရက်နေ့မှာမိထီလာရှမ်းတဲလေတပ်ကနေနာမခါကိုရောက်ရှိလာပြီးတဲ့နောက်ရေဦးမြို့နယ်နဲ့ဒဇယ်မြို့နယ်အတွင်းကိုစတင်တိုက်ခိုက်မှုတွေလှုပ်ဆောင်လာတာကြောင့်နာမခါနီးမှာရှိတဲ့မုံရွာမြို့နယ်ချောင်းဦးမြို့နယ်မြင်းမှုမြို့နယ်အရာတော်မြို့နယ်ဘူးတလင်မြို့နယ်ဒီပဲရင်မြို့နယ်ရေဦးမြို့နယ်ခင်ဦးမြို့နယ်ရွှေဘိုမြို့နယ်ဝက်လက်မြို့နယ်ကဏီမြို့နယ်မင်းကင်းမြို့နယ်ရင်းမာပင်မြို့နယ်စလင်းကြီးမြို့နယ်နဲ့ပလဲမြို့နယ်မှာရှိတဲ့ပြည်သူတွေနဲ့တော်လှန်ရေးအဖွဲ့တွေသတိပြုနေထိုင်ကြဖို့အတွက်ရေဦးနောက်ချမ်းသတင်းတာဝန်ခံထူးခန့်စောအမိသားကဆက်လက်ပြောပါရရှင်။စကိုင်းတိုင်းဘက်ကသတင်းတွေကိုဆက်ကြည့်အောင်ပါ။စကိုင်းတိုင်းမုံရွာမြို့နယ်ကြောက်ကမြောက်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူသွားတယ်လို့မုံရွာ Road Information MRI ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကစက်တင်ဘာလ26ရက်နေ့ကမုံရွာမြို့နယ်ကြောက်ကရွှေကူနီဖျားမှာအထိုင်ကျတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကကြောက်ကမြောက်ရွာကိုဝင်ရောက်စီးနင်းခဲ့ပြီးကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်မှာကျေးရွာနေပြည်သူ900ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဒါအပြင်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကရွှေကူနီဖျားမှာတပ်ဆွဲပြီးအနီးနားမှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ကြောက်ကမြောက်ရွာကြောက်ကတောင်ရွာနဲ့ရေနံကုန်းတို့မှထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ10ရက်နေ့ကနေစတင်ပြီးမုံရွာကြောက်ကလမ်းပိုင်းမှာရှိတဲ့စီးပွားရေးတက္ကသိုလ်ကနေထွက်လာတဲ့အင်အား150ပါစစ်ကြောင်းဟာကြောက်ကရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အဲဒီလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကမုံရွာအရာတော်လမ်းပိုင်းမှာရှိတဲ့ကြောက်ကရွာရွှေကူနီဖျားရွှေကူဖြူဖျားတို့မှာဂိတ်စခန်းဖွင့်ပြီးတပ်ဆွဲထားတယ်လို့သိရပါတယ်ရှင်။တစ်ဖက်ကစကိုင်းတိုင်းဘက်မှာတော့စကိုင်းတိုင်းစကိုင်းမြို့ပေါ်ရက်ကွက်တွေနဲ့စစ်ရှောင်းတွေနေထိုင်တဲ့ဘုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကမနေ့ကညပိုင်းမှာတနက်ပစ်ဖောက်ပြီးဝင်ရောက်စီးနင်းကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ The Voice of Wallet မတရားရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကစက်တင်ဘာလ29ရက်နေ့ညနေ6နာရီခန့်ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကစကိုင်းမြို့ပေါ်မှာရှိတဲ့ချင်းစုရက်ကွက်နဲ့အေးမြဝတီရက်ကွက်တို့ကိုတနက်တွေပစ်ဖောက်ကဝင်ရောက်စီးနင်းခဲ့ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါရယ်။ဒါအပြင်စကိုင်းတိုင်းတာယိုးကြီးအနောက်ချမ်းဘော်ကာရက်ငါးရက်ကြီးနဲ့ဘော်ကာတောင်မြောက်ရက်တို့ကိုလည်းအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ပြီးတနက်တွေပစ်ဖောက်ကလူငယ်တွေကိုထပ်မံပေါ်တာဆွဲဖမ်းဆီးခဲ့ပါတယ်။အကြမ်းဖက်စစ်သားတွေဟာစကိုင်းမြို့အနောက်တာရက်မှာရှိတဲ့စစ်ပေးရှောင်ပြည်သူတွေနေထိုင်တဲ့ဖုံကြီးကျောင်းတစ်ကျောင်းကိုလည်းဝင်ရောက်စီးနင်းခဲ့ပြီးကျောင်းတိုင်ဖုံကြီးကိုလည်းစစ်ရှောင်းတွေကိုဝင်ပြီးအာမခံမနေနဲ့စစ်ရှောင်းတွေရှိတဲ့ကျောင်းလဲဝင်ဆွဲရင်ဆွဲမယ်ဆိုတာကိုပြောခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်ထိပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်အရေးအတွက်ကိုအတိမပြုတ်နိုင်သေးပဲအကြမ်းဖက်စစ်သားတွေနဲ့ပြူစောထီတွေကစကိုင်းမြို့အနှံ့မှာအိမ်စည်းကားတွေနဲ့လှည့်လည်နေတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းခြံမြို့နယ်ညောင်ပင်ရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတို့ဦးသေဆုံးခဲ့တယ်လို့မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကပြောပါရယ်။မနေ့ကစက်တင်ဘာလ29ရက်နေ့မနက်10:00နာရီခန့်မှာ
မြင်းကြံမြို့နယ်ညောင်ပင်ရွာကိုအကြမ်းဖက်စစ်တပ်က drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်65နှစ်အရွယ်အမျိုးသမီးတဦးနဲ့သူ့ရဲ့သားဖြစ်သူအသက်40အရွယ်အမျိုးသားတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ညောင်ပင်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစက်တင်ဘာလ26ရက်နေ့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်နေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပဲစက်တင်ဘာလ29ရက်နေ့နေ့လယ်2နာရီခွဲကလည်းရှမ်းပြည်နယ်ကြောင်မဲမြို့နယ်မှာရှိတဲ့နမ်ဆော့ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်250ဘုံတလုံးနဲ့လက်နက်ကြီး6လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတဦးခြေထောက်မှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ပြောင်းမှုကင်းတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကအဲ့ဒီနေ့မှာမိုင်းလုံမြို့နယ်ပန်တပြေကျေးရွာကိုလည်းတိုက်ပွဲမဖြစ်ပွားပဲလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဖုံးကြီးကျောင်းနဲ့နေအလုံး20ထိမှန်ပျက်စီးခဲ့ပါသေးတယ်။ပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်နိုင်ဖို့ကိုလည်းလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။